ရေပြားကိုမိုးပဲဖြစ်ဖြစ်ပိုးပဲဖြစ်ဖြစ်ဘက်တီးရီးယားပဲဖြစ်ဖြစ်တစ်ခုခုတက်ရောက်တဲ့အခါမှာအရေပြားနဲ့ဓာတ်မတည့်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အရေပြားမှာရှိတဲ့ mast cell တွေကဒါတွေကိုထောက်လှမ်းလိုက်တယ်။ဒါကငါတို့နဲ့ဓာတ်မတည့်တဲ့ကောင်တွေငါတို့စီလာပြီးဒီကောင်တွေကိုခြေဖြတ်ဖို့လိုတယ်ဆိုပြီးတော့ mast cell ကသူ့မှာရှိတဲ့ chemical တွေကိုထုတ်လိုက်တယ်။အဲဒီ chemical ကို histamine လို့ခေါ်တယ်။ဒါကြောင့်မို့ကျွန်တော်ကသင်ခန်းစာတွေမှာအတူက H လို့သတ်မှတ်ထားတာ။ H ကသွေးကြောတွေကိုတက်ရောက်လိုက်တယ်။သွေးကြောနံရံတွေကိုတက်ရောက်လိုက်တော့သွေးကြောနံရံတွေကဟလာပြီးတော့သွေးကြောတွေရဲ့အရည်တွေကရှိတဲ့နေရာကိုထွက်လာတယ်။ဒါကြောင့်မို့အရည်ပြားတွေကဖောင်းလာတယ်ဖောလာတယ်။နောက်ပြီးတော့histamine ကအာယုံကြောလေးတွေကိုလှုပ်ဆော်ပြီးတော့နေရာကရားလာတယ်။ဒါကြောင့်မို့ကျွန်တော်တို့အရည်ပြားကိုပိုးဝင်ရားလာမယ်ဖောလာမယ်ဖောင်းလာမယ်နီလာမယ်ပူလာမယ်။အရည်ပြားမှာလိုပဲနှာခေါင်းမှာလည်းဒီလိုမျိုးဖြစ်စဉ်ရှိတယ်။ကျွန်တော်တို့အသက်ရှူလိုက်တဲ့အခါမှာဘက်တီးရီးယားပဲဖြစ်ဖြစ် virus ပဲဖြစ်ဖြစ်အမှုန့်အမွှားပဲဖြစ်ဖြစ်ဓာတ်မတည့်တာပါလာလို့ရှိရင်အဲ့ဒီအမှုန့်အမွှားတွေကနှာခေါင်းရဲ့အပေါ်နေအလွှာတွေကိုဝင်သွားတယ်။အဲ့ဒီခါမှာအဲ့အမှုန့်အမွှားလေးကိုထောက်လှမ်းတဲ့သွေးဖြူကသူ့မှာရှိတဲ့ညှက်ကလေးတွေကိုထုတ်လိုက်တယ်။အဲ့ညက်ကလေးတွေကို mast cell ကိုတွားပြီးတော့တက်ပေးလိုက်တယ်။အဲ့ညက်ကလေးတွေကရှူလိုက်တဲ့ခုနမတည့်တဲ့အမှုန့်အမွှားတွေကိုအာယုံခံပြီးတော့ mast cell ကနေ chemical တွေထွက်ဖို့အတွက်အဓိကတာဝန်ရှိသူတွေဖြစ်တယ်။အကယ်လို့ဒါအမှုန့်အမွှားလေးတွေကအဲ့ညက်နဲ့မှတွားပြီးတော့ညှက်မိတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့မတည့်တဲ့ဓာတ်တွေဖြစ်တဲ့အတွက်ကြောင့် mast cell ကသူ့မှာရှိတဲ့ chemical တွေထုတ်လိုက်တဲ့ histamine လို့ခေါ်တယ်။အဲ့ histamine ဆိုတဲ့ H ဆိုတဲ့ဓာတ်ကသွေးကြောနံရံမှာရှိတဲ့ခလုတ်ကလေးတွေကိုတွားနှိပ်လိုက်တယ်။အဲ့ဒီကမှသွေးကြောကကျေသွားတယ်။ကျေသွားတဲ့အခါမှာသွေးကြောထဲမှာရှိတဲ့အရည်တွေကအပြင်ကိုစိမ့်ပြီးတော့ထွက်သွားတယ်။ဒါကြောင့်နှာခေါင်းထဲကနှာရည်ထွက်ရခြင်းကဘက်တီးရီးယားတွေ virus တွေဝင်တဲ့အခါကျတော့ဖြစ်လာခြင်းပဲဖြစ်တယ်။ဒါကိုကျွန်တော်တို့ကနှာစေးတယ်လို့ခေါ်တယ်။ဒါကြောင့် mast cell ကနေထွက်တဲ့ histamine တွေကဒီခလုတ်ကိုလာနှိပ်နှာစေးတာနှာရည်ယူတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က citrin ဆိုတဲ့ histamine ကိုပိတ်တဲ့ဆေးကိုပေးလိုက်တယ်။ citrin ဆိုတဲ့ဆေးကသွေးကြောနံရံမှာရှိတဲ့ histamine လာနှိပ်တဲ့ခလုတ်ကလေးတွေမှာတွားပြီးတော့ပိတ်ထားတဲ့အခါမှာ histamine ကလာမနှိပ်နိုင်တော့တဲ့အတွက်ကြောင့်မလို့သူကနှာစေးပြောက်စေးဖြစ် citrin တို့ vermidon တို့ကိုအသုံးပြုရခြင်းပဲဖြစ်တယ်။မျက်စိကိုဘက်တီးရီးယားပဲဖြစ်ဖြစ် virus ပဲဖြစ်ဖြစ်အလက်ကျိတ်ကြောင့်ပဲဖြစ်ဖြစ်ဝင်လာတဲ့အခါမှာ histamine တွေထွက်လာတယ်၊ရောင်လာတယ်၊အဲ့နေရာကနေအရည်တွေထွက်လာတယ်။ virus ဆိုရင်အဓိကရောင်တယ်ဘက်တီးရီးယားဆိုရင်အလယ်မှာပြထားတဲ့ပုံကအရည်တွေထွက်လာတယ်။အလက်ကျိတ်ဆိုလို့ရှိရင်တော့ရိုးရိုးတန်းတန်းလေးပဲရောင်တယ်။နားမှာအပြင်နားနဲ့အလယ်နားဆိုပြီးတော့ရှိတယ်။အပြင်ပိုင်းကိုပိုးတို့ဘက်တီးရီးယား virus မို့ဝင်နေဆိုရင်တော့အပြင်ကနေကျင်သိတာတယ်။အလယ်နားကိုဝင်နေဆိုလို့ရှိရင်တော့မသိတာဘူး။အထက်ကိုမှန်ဘလူးနဲ့ကြည့်မှပဲသိမှာ။အလယ်နားမှာဆိုလို့ရှိရင်နားစီလေးတစ်ခုရှိအဲ့နားစီကအတန်လေးရိုက်လိုက်တာနဲ့သူ့နောက်မှာရှိတဲ့အယိုးနုလေးကနေမှတစ်ဆင့်နောက်မှာရှိတဲ့ခရုပတ်ပုံအဝိုင်းကိုလှုံ့ဆော်ပြီးအဲ့အဝိုင်းထဲမှာရှိတဲ့အရည်လေးတွေအနောက်ကအာယုံကြောကိုလှုံ့ဆော်တယ်။အဲ့ဒီနေရာကလေဝင်လေထွက်ရှိတဲ့နေရာလေးဖြစ်တယ်။အဲ့ဒီနေရာကဘာနဲ့ဆက်ထားလဲဆိုရင်တော့နှာခေါင်းနဲ့လေချောင်းနဲ့ဆက်ထားတယ်။ဒါကြောင့်မို့အသက်ရှူလိုက်လို့ရှိရင်အဲ့ဒီနေရာလေးတွေကိုလေဝင်တဲ့အပေါက်လေးရှိတယ်။ကဲလို့ဒါအဲ့ဒီနေရာမှာဘက်တီးရီးယားတွေဝင်နေဆိုလို့ရှိရင် virus တွေဝင်နေမှုတွေဝင်နေဆိုလို့ရှိရင်အဲ့ဒီနေရာမှာရှိတဲ့နေရာလေးကရောင်သွားပြီးအဲ့လမ်းကြောင်းလေးပိတ်သွားမယ်။ရောင်လာပြီးတော့သွေးကြောချေလာပြီးအရည်တွေထွက်တဲ့အခါမှာအဲ့အရည်တွေကအဲ့မှာပဲပိတ်မိပြီးတော့အဲ့မှာပိုးတွေကစုနေပြီးတော့အဲ့မှာပြည်တွေတည်သွားမယ်။မို့ဆိုလို့ရှိရင်ပြည်တွေတည်တာအပြင်အဖြူအောင်ဖက်ဖက်တွေပါဖြစ်လာမယ်။ဘက်တီးရီးယားဆိုလို့ရှိရင်တော့ရောင်လာပြီးတော့ပြည်တွေကြောင့်နားစီပေါက်သွားမယ်။တခြားလက္ခဏာတွေကတော့ဖျားတာနာတာနားတွေရပြီးတော့နောက်ပိုင်းနားတွေကမမြင်ရတော့အတန်တူတူလေးပဲကြားတော့တယ်တိတ်မကြားတော့ဘူးမကြားတော့တဲ့ level လောက်ထိရောက်သွားနိုင်တယ်ဒါကတော့မှန်ဘလူးနဲ့နားပိုးဝင်တဲ့သူရဲ့နားစီကိုကြည့်တဲ့အခါမှာပထမနေ့မှာတဖြည်းဖြည်းချင်းစီရောင်လာမယ်အဲဒီနောက်မှာပြည်တွေကဆူလာမယ်ဒုတိယနေ့မှာတော့ပြည်တွေကတအားများတဲ့အခါမှာ pressure တအားများပြီးတော့နားစီကိုထိုးဖောက်ပြီးတော့3-4ရက်လောက်ကြာလဲကြအောင်ပေါက်ခွဲထွက်သွားမယ်အဲဒီခါမှာနားစီပေါက်သွားတဲ့အခါကျတော့ဒုတိယနေ့ကအရန်ဖိအားကြောင့်နာကျင်မှုခံစားရတဲ့အရာက3-4ရက်လောက်ကြာတဲ့အခါမှာအခု day 3နဲ့ day 4မှာတော့နည်းနည်းလေးကျသွားပြီးတော့ day 5နဲ့ day 7မှာအဲ့ဒီနားစီအနာလေးကတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကျက်သွားမယ်။အဲ့ဒီကမှအနေငယ်တက်တာပဲမဲ့အနောက်ကွယ်မှာထပ်ထွက်လာတဲ့ရေတွေကပိတ်မိနေစေဖြစ်တယ်။အဲ့ဒီရေတွေကခန္ဓာကိုယ်အဲ့ဒီရေတွေကိုပြန်ပြီးစုပ်ရင်စုပ်သွားမယ်။နားနောက်မှာရှိတဲ့ဒီတငယ်ကြောလေးတွေကပြန်စုပ်ရင်စုပ်သွားမယ်။သို့မဟုတ်လည်းနှာခေါင်းကိုတွားတဲ့ပြုံကနေထွက်ရင်ထွက်သွားမယ်။ဒါပေမဲ့ဒီအရေ pressure တွေကြောင့်တော့နာကျင်မှုတော့အနေငယ်ခံစားပြီးတော့ကြမ်းခဲ့အောင်မယ်။အရေပြားနှာခေါင်းမျက်စိနားအဲ့မှာ histamine တွေထွက်တာကိုပြောပြသွားတယ်။ကဲလို့ histamine တွေကအများကြီးထွက်လို့အဲ့ histamine တွေကသွေးကြောနံရံအရန်လှုံ့ဆော်လိုက်ဆိုလို့ရှိရင်တော့နှလုံးကနေထုတ်လွှတ်လိုက်တဲ့သွေးလွှတ်ကြောတွေအားလုံးတအားကျေသွားမယ်။ကျေသွားတဲ့အခါကျတော့ဖောင်းလာတဲ့သွေးကြောကအထဲမှာရှိတဲ့အရည်တွေကလည်းအပြင်ကိုထွက်သွားမယ်။အဲ့တော့သွေးကြောကျေပြီးသွေးတွေကအရည်တွေထွက်သွားမယ်ဆိုရင်တော့နှလုံးကအုံနောက်ကိုအရည်တွေပို့မယ်ဆိုရင်တော့မှပဲအပြင်ကိုထွက်သွားတဲ့အခါကျတော့တိတ်ပို့စရာမရှိတော့ဘူး။အဲဒီကမှအုံနောက်ကရုတ်တရက်အာဟာရပြက်လက်သွားပြီးတော့သွေးထဲမှာရှိအောက်ဆီဂျင်နဲ့ဂလူကို့စ်တွေပြက်လက်သွားတဲ့အခါမှာ shock ဖြစ်တာတတိလက်တာဖြစ်သွားမယ်။ဒါကဒီလိုဖြစ်ရခြင်းအကြောင်းရင်းကတော့ histamine ကို mast cell ဖြစ်ဖြစ်သွေးဖြူရည်တွေပဲဖြစ်ဖြစ်အများကြီးထုတ်လို့ရှိရင်ဖြစ်တယ်။
အစပိုင်းမှာတော့နှလုံးကအုံနောက်ကိုသွေးပို့ပေးဖို့ဆိုတော့မြင်မြန်ခုန်တယ်နောက်ပိုင်းမှာသွေးတွေကတိတ်ပို့ကြမရှိတော့သွေးကြောလည်းကျေသွားတဲ့အခါမှာနှလုံးကတိတ်မခုန်နိုင်တော့ဘဲနဲ့ရက်သွားတယ်အဲ့လို shock ဖြစ်သတိလစ်သွားတဲ့သူကိုတက်ကယ်စီဖြစ်တဲ့ histamine မြင်မြန်ပေးပြီးတော့နှလုံးနှိုးစီတွေသွေးကြောကျဉ်းတဲ့စီတွေပေးရမှာဖြစ်တယ်သင်္ကန်းစာမှာဘက်တီးရီးယားတစ်ခုလုံးဝင်လို့ C ဆိုတဲ့ရောင်တဲ့အတွက် B ဆိုတဲ့ရောင်နာပြားဓာတ်နဲ့ H ဆိုတဲ့ရောင်သွေးကြောကျအရေးထွက်တဲ့ဓာတ်တွေထွက်တယ်ဆိုတာကိုကျွန်တော်ကပြောပြပြီးသွားပြီဒါပေမဲ့ထူးခြားတာတစ်ခုကဘက်တီးရီးယားတစ်ခုလုံးမှာရှိတဲ့ဘယ်နေရာမှာမစိုးဝင်လို့ရှင်အဲ့နေရာမှာရှိတဲ့ cell တွေပျက်စီးသွားပြီခုန CPH ဓာတ်ထွက်တာဆိုပေမဲ့ပိုပြီးတိုးပြီးတော့မှတ်ထားမှာအရေးပြားတွေမျက်စိတွေနားတွေနှာခေါင်းတွေဝင်နေဆိုလို့ရှင်အဲ့ဒီမှာ H ထွက်တဲ့အခါမှာထူးခြားတာလေးတစ်ခုရှိတယ်ဒီတော့သင်္ကန်းစာမှာ H ထွက်ရောင်တယ်သွေးကြောကျယ်တယ်သွေးကြောတွင်းမှာရှိအရည်တွေအပြင်ကိုထွက်သွားတယ်ဆိုတာပဲကျွန်တော်တို့သင်ခဲ့တယ်ဒါပေမဲ့အရည်ပြားမျက်စိနားနှာခေါင်းမှာကျတော့ H ထွက်တယ်ဆိုလို့ရှိရင်အဲ့မှာရှိအာယုံကြောလေးတွေကို H ကလှုံ့ဆော်ပြီးတော့ရားတာကိုဖြစ်စေတယ်ဒါကြောင့်မလို့ဒီဘက်တီးရီးယားကအရည်ပြားကိုဝင်အရည်ပြားတွေသားတွေရတာကိုခံစားရမယ်မျက်စိကိုဝင်မျက်စိလေးတွေရောင်မိရလာမယ်နှာခေါင်းဝင်နှာခေါင်းထဲကနေ sorry နားဝင်နားထဲမှာရောင်မိရပြီးနှာခေါင်းထဲမှာဆိုလို့ရှိရင်နှာခေါင်းတွေရောင်မိရမယ်အရည်တွေထွက်မယ်ဆိုတဲ့အတိုင်းအရည်ပြားဆိုလို့ရှိရင်လည်းပြည်တဲတဲ့ဒါမှမဟုတ်အရည်တွေထွက်တယ်မျက်စိဆိုလို့ရှိရင်လည်းအရည်တွေထွက်တယ်မျက်ချီးတွေထွက်တယ်လို့ခေါ်တာနားဆိုလို့ရှိရင်လည်းပြည်တဲတဲ့ဒီပြည်ယူတာကိုခံစားရမယ်နှာခေါင်းဆိုလို့ရှိရင်လည်းနှာခေါင်းထဲကသွေးကြောတွေကကျဲပြီးတော့အရည်တွေကစိမ့်ထွက်ပြီးတော့နှာရည်ယူတယ်ဆိုတာခံစားရတယ်ဒါတော့မှတ်သားစရာလေးတစ်ခုကဘက်တီးရီးယားဘယ်နေရာမှာဒီခုလုံးဘယ်နေရာမှာရှိတဲ့ cell ဝင်ရောင်စေတဲ့ H ထွက်တယ်ဒါပေမဲ့ तू ကမရဘူးအရေးပြားမျက်စိနားနှာခေါင်းမှာဝင်နေဆိုလို့ရှိရင်တော့ H ထွက်တဲ့အခါမှာရားတာကိုခံစားရမယ်ဒါကြောင့်မလို့ဆရာဝန်ကိုတွားပြတဲ့အခါမှာအသေးရားတာတို့အစာအိမ်ကိုပိုးဝင်ပြီးအစာအိမ်က H ထွက်ပြီးရားတာတို့စီးအိမ်ရားတာတို့ဆိုပြီးတော့ဆရာဝန်တွားပြလေးမရှိဘူးရေပြားတွေရားတာမျက်စိနားနှာခေါင်းရားတာရောင်တာအရေးထွက်တာကြောင့်ပဲတွားပြလေးရှိတယ်ဒါကြောင့်မလို့ဒီအရေးပြားမျက်စိနားနှာခေါင်းမှာထွက်တဲ့ H တွေကိုပိတ်တဲ့ဆေးကိုကျွန်တော်ပြင်ပြပါနောက်တစ်ခုမှတ်သားစရာတစ်ခုကတော့တကယ်လို့ဒါဒီပိုးကိုကျွန်တော်တို့ဒီ cell တွေကဖြည့်ဆည်းပိုးက cell တွေကိုတိုက်ခိုက်တဲ့ကမှာ cell တွေက CPH ထွက်တယ် H ကသွေးကြောကြည်အောင်လုပ်လိုက်တယ်သွေးကြောထဲမှာရှိအရည်တွေထွက်ပြီးတော့ကိုသင်္ကန်းစာမှာပေါ်ပြခဲ့တာသွေးဖြူတွေပါထွက်ပြီးတော့ပိုးကိုတိုက်တယ်တိုက်တဲ့ကမှာ CPH တွေထပ်ထွက်တယ်ထပ်ထွက်တဲ့ CPH တွေကသွေးကြောထဲမှာရှိရဲ့သွေးဖြူတွေကိုထပ်ပြီးတော့ခေါ်တဲ့ကမှာခဏပိုးမနိုင်မချင်းသွေးဖြူတွေက CPH ခေါ်ပြီးတိုက်တဲ့ခါကျတော့ H တွေကအများကြီးထွက်နေမှာဆိုလို့ရှိရင်သွေးကြောတွေကတအားယူကျဲလာမယ်သွေးကြောထဲမှာရှိအရည်တွေလည်းအပြင်ထွက်လာမယ်အဲ့တကူလုံးမှာရှိတဲ့သွေးကြောတွေကအဓိကသွေးကြောတွေမှာအရည်တွေရှိတယ်သွေးကြောကပုံမှန် size ရှိတယ်အကယ်လို့သွေးကြောအရန်ကျဲသွားတယ်အရည်တွေကအပြင်ထွက်သွားတယ်ဆိုလို့ရှိရင်တော့ဒါကသွေးပေါင်ကျသွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သွေးကြောကျဉ်သွေးပေါင်တက်တယ်သွေးကြောတွေမှာအရည်တွေများရင်သွေးပေါင်တက်တယ်အခုဆိုဆန့်ကျင်ဘက်ဖြစ်သွားပြီ H တွေအများကြီးခဏထွက်တဲ့အခါမှာသွေးကြောတွေကျဲပြီးသွေးထဲမှာရှိအရည်တွေအပြင်ထွက်ကုန်တယ်ဒါကြောင့်မလို့နှလုံးကဒီသွေးကိုညှစ်ပြီးတော့အုံနောက်ကိုပို့တဲ့လမ်းကြီးကတအားကျဲနေတယ်လမ်းထဲမှာလည်းသွေးကြောလမ်းကြီးထဲမှာလည်းအရည်တွေကအပြင်ထွက်ကုန်တဲ့အခါကျတော့အုံနောက်ကိုသွေးအလုံးလာပို့လို့မရတော့အဲ့တော့နှလုံးကငါမြန်ခုန်ပို့မှရမှာပဲဆိုတော့နှလုံးကတော့မြန်ခုန်တယ်ဒါပေမဲ့သွေးထဲမှာအရည်တွေကတအားကြီးကိုနည်းနေတယ်ပိုးကလည်းမပြတ်မစဲကြီးထွားနေတယ်သွေးဖြူတွေကလည်းခဏတိုက်နေတယ်အရည်တွေကလည်းပိုပြီးထွက်လာတဲ့အခါမှာနှလုံးကတော့အုံနောက်ကိုပို့ဖို့အရေးလုံလောက်စွာမရှိတော့တဲ့အခါမှာနောက်ပိုင်းအုံနောက်ကသွေးရတာရက်သွားမယ်နှလုံးခုန်တာကလည်းအထောက်အကူမရတော့တဲ့အခါမှာလူကအုံနောက်မှာရှိတဲ့ဆဲတွေကမလဲပတ်နိုင်တော့ဘဲနဲ့အားမရှိတော့တဲ့ဘဲနဲ့သတိလစ်သွားတာကိုခံစားရမယ်အဲ့ဒီခါကျလို့ရှင်တော့ဒါကပိုးအကြီးစားဝင်လို့သွေးကြောကျယ်ပြီးတော့သွေးထဲမှာရှိအရည်တွေထွက်ပြီးတော့ shock ဖြစ်သွားပြီးသတိလစ်သွားတယ်လို့သိရတယ်ဒီလိုယောဂကိုကုတဲ့ဆေးကိုလည်းကျွန်တော်ပြီးရင်ပြပြမယ်ဒါကြောင့်အခုပြပြမယ်ဆေးကအရည်ပြားမျက်စိနားနှာခေါင်းမှာ H တွေထွက်ပြီးတော့ရောင်ရာသွေးကြောကျအရည်ထွက်ဖြစ်လို့ H ကိုပိတ်တဲ့ဆေးနဲ့တခုလုံးသွေးကြောကြီးက H ထွက်လို့เนาะအရန်ကြီးကိုကျဲသွားပြီးသွေးထဲမှာရှိအရည်တွေထွက်ပြီးသွေးပေါင်ကျပြီး short ဖြစ်သတိလစ်သွားတဲ့အတွက်တက်ကယ်ဆေးပါပြီးပေးရတယ်ဆိုတာပြပြပေးမှာဖြစ်ပါတယ်